Hello အားလုံးပဲမင်္ဂလာပါ Hazel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့က office day ဆိုတော့ Hazel ဒီနေ့ရုံးသွားဖြစ်တယ်ဒီ video ကတော့ London မှာရုံးတရက်တာ vlog လေးပေါ့နော် so come and enjoy the day with me အလုပ်သွားတဲ့နေ့တွေကို vlog လုပ်ဖို့စဉ်းစားလိုက်ရင်လေ I always want to romanticize it but it won't be real will it နိုင်ငံခြားမှာအလုပ်လုပ်ရတယ်ဆိုတာကလေအမြဲတမ်းလဲ Hazel တို့ YouTube video တွေမှာတွေ့နေရတယ်လို့မျိုး glamorous ဖြစ်နေရမျိုးမဟုတ်ဘူးပေါ့နော် chaotic ဖြစ်တယ်ပင်ပန်းတယ်ပြီးရင်တရက်ကလည်းဒါပဲထက်နေရမျိုးရှိရပေါ့နော် but ဒါကလည်းဒီနိုင်ငံဟိုနိုင်ငံလို့ပြောတာမဟုတ်ဘဲနဲ့ it's everywhere isn't it ကဲခုတော့ Hazel ထုံးစံတိုင်းဒီနေ့ကလည်းချားနေလို့ပဲလုပ်မယ် project တွေရှိမယ် meeting တွေရှိမယ်ညနေကျရင်တော့ရုံးကလူတွေနဲ့ပိုးလင်းသွားပြဖို့ရှိရပါတော့ so အပြည့်နေအောင်မနဲ့စာရင်ဖြည့်တယ် also I'm always eating only because I'm bulking okay Hazel က winter ဆိုရင် master 2တင်တယ် which is basically master gain and summer ရောက်မှကတ်တာပေါ့နော် anyway Hazel တို့ Hazel ဒီနေ့ရုံး9နာရီထိမှရောက်တာဆိုတော့ကိုတိုင်နေတဲ့နေရာကိုမရလိုက်ဘူးပေါ့နော် so for some reason ဒီလိုဆိုမှထိုင်ရ Hazel လုံးဝမကြိုက်ဘေးမှာလူတယောက်ဖြတ်သွားရင်တခါအရန်လိုက်ဆက်ဆူရပေါ့ပြီးလိုက်နှုတ်ဆက်တယ်ပြီးရင်အလုပ်ဘက်ကိုပြန်မလှည့်မိတော့ဘူးပေါ့နော်ဒီနေ့ကရုံးမှာ fire alert ရှိရတယ်ဆိုမသိလိုက်ဘူးအစားကတော့ပုံမှန် test လို့ပဲထင်ကြပါတော့ခဏအလန်းမိရတယ်ပဲပြီးမယ်ပေါ့ပြီးတော့မှအကြိုင်းမိရတော့ Hazel တို့ကိုပြင်ထွက်ရတယ် I know it's for safety but man these are so annoying sometimes ပြီးရင်စနစ်တကျလူစုရမယ်ဆိုတဲ့နေရာမှာဖြစ်မနေသွားရပေါ့နော် protocol နည်းနည်းတော့မရောဘူး Hazel manager ကတော့ဘယ်လိုပြောက်သွားမှမသိဘူး coffee ဆိုင်တန်းရောက်သွားပါပေါ့နော်အကုန်လုံးကတော့အေးဆေးပဲရုံးပြန်တဲ့ Hazel တို့လို့ဖွဲ့ရလဲအလုပ်တန်းလုပ်လာဆိုတော့ no စကားအများကြီးထိုင်များရသေးရပေါ့နော် you know အမြဲအလုပ်ဆိုတာတဲ့ catch up တွေလုပ်တာ good relationship တခုရှိတာပြီးလို့ရှိရင်ရုံးမှာ alliance တယောက်နှစ်ယောက်လို့ရှိတာကိုယ့်ရဲ့ career ကိုအရင်ထောက်ကူပြရဲဆိုတာမမေ့နဲ့ပေါ့နော် anyway Hazel အလုပ် performance marketing ဆိုတာဘာလဲမေးကြလို့လေ performance marketing က data heavy ဖြစ်တယ်အဲ့တော့ marketing only ပဲသိလို့မရဘူး excel တောင်မှ basic လောက်နဲ့မရဘူးပေါ့နော် Hazel တို့ data ကြီးဆွဲထုတ်ရတယ် dashboard တွေလည်းကိုယ့်ဘာသာစောက်တက်ရပေါ့နော်အဲ့တော့ data analyst လောက်နေပါသိနေရတယ် data analyst position လောက်မသိလဲရတယ်သိနေတော့ plus ပေါ့နော်အဲ့တော့ data နဲ့လှုပ်လှုပ်ကြိုက်တဲ့သူတွေ client facing မလုပ်ချင်တဲ့သူတွေအတွက်အဆင်ပြေစေမဲ့အလုပ်မျိုးပေါ့နော် data set ကိုလှည့်မကြည့်ချင်လာအောင်စိတ်ချရတဲ့ရက်တွေလည်းရှိရပေါ့နော်တခါတလေဒါမဲ့ data နဲ့ love and hate relationship တခုတော့ရှိရပဲပေါ့နော်အခု Hazel နေ့လည်စာပေါ့နော်နေ့လည်စာကအခုဒီမှာ Japan Center ဂျပန်စန်တာကနေပြီးတော့ဝယ်လာတယ်။တခုကကြက်သားနဲ့တခုကတူနာမေရိုးနဲ့ပြီးလို့ရှိရင်ဒီဘက်ကရေးကြည့်တယ်ပေါ့နော်။သုံးမျိုးဝယ်လာတယ်။အရင်မိုက်နေသားပဲမဲ့အရင်အေးသေးရအောင်။ဒါမဲ့ it's fine. It's better than raining. နေသားလိုက်မှောင်လိုက်တယ်။ဒါမဲ့ဒီနေ့ရုံးလာတာပြောဖို့ကောင်းပြီ။မလာတာကြာနေပြီဆို။ခုနေ့လေသာသမင်းစားပြီးသွားလို့သွားလာလိုက်တာ။သမင်းစားပြီးလိုက်သွားတိုက်တယ်ဟုတ်လို့ရှင်ဒီစက်သဖုံးနေထားလို့ UK မှာနေရသွားကိစ္စနည်းနည်းတော့တိုင်ပတ်တယ်ဘယ်လိုပြောမလဲသွားတော့ပါဟွာပြရတယ်လုံးလို့ရှင်လည်းNHS ထဲမှာပါစီးကြီးရယ်ပြီးတော့ Hazel ဒီရုံးမှာကတစ်နှစ်လုံးမှသွားအတွက်ဆိုလို့ရှင်ပေါင်100ပဲရကွာအဲ့လိုဆိုသမင်းစားပြီးလိုက်တော့သွားတိုက်ပြတယ်ပေါ့နော်အခုနေ့ကစားပြီးတော့သွားတာလိုက်တာပြီးရင်လည်းစားတာကတော့ထပ်စားနေအောင်ပါပဲဒါပေမဲ့ something is better than nothing okay ဟုတ်ကဲ့နိုင်ဝက်လောက်နေလို့ရှိရင်ဘာရှိရ meeting ရှိရနေ့ရရုံးမှာကဒီနေ့က social ရှိရဘာလို့မှလဲဆိုတော့ပိုးလင်းသွားပြင်မှာကွာခုတော့အစိမ်းဆောင်ရမယ်ဆိုတာအစိမ်းအောင်ဝတ်ထားတယ်ဘာလို့ရှိရင်ဒါစီရော the wedding engagement letter အဲ့ဒါဆိုမပိုင်းမနေတာတော့ဒီမှာပြင်စရာပါတယ်။ဝင်လက်ဆော့ထားလို့ရှိရင်လည်းအသုံးဖြုံဒီစက်ကနည်းနည်းသုံးတာဖြုံတာလက်ကြုံတတ်တယ်။ဒီမှာတော့ပြောတယ်။နည်းလက်များတယ်ပေါ့ပါ။များတယ်ဆိုတော့ဝင်လက်ဆော့တွေကိုဆိုပြီးတော့ထိန်းသားဆိုတော့တက်တယ်။ ready ပဲ။အစိမ်းက April bond တော့ကစိမ်းဆောင်တာ okay
ဟိစရဲ့နေ့လယ်တစ်ပိုင်းလောက်လည်းဒီ data တွေကိုပဲပေါ့နော်ခေါင်းနာအောင် seriously analyze လုပ်တာနဲ့ပဲကုန်တယ်ဟိစတို့ bowling မသွားခင်ရုံးမှာပီဇာစားကြသေးရဲ့ဘာဖြစ်လို့လဲဆိုတော့ bowling သွားမဲ့ session ကတော်တော်နောက်ကျလို့တင်တယ် so seriously why would people hate pineapple pizza ရုံးမှာလုံးဝဟိစတို့ကြပိတ်ပါသူတို့ရေကောင်လို့ဒီ pineapple pizza လုံးဝမကြိုက်ကြဘူးဟိစကတော့အရင်ကြိုက်တယ်ဟိစရဲ့ပြီးလို့ရှင်နောက်ထပ် Asian တကယ်ချင်း colleague ကြရတယ်ပေါ့နော်ဟိစတို့နှစ်ယောက်ကတော့အရင်ကြိုက်တယ်သူတို့ရတော့အရင် hate don't like ဆိုတဲ့နေတာမဟုတ် hate ပေါ့နော် anyway ဟိစတို့ဒီအားလုံးပြီးတော့ပိုလင်းသွားပြမယ်သူကနေရာရုံးနေတိတ်ပေါ့နော်9မိနစ်လောက်လည်းရှာရင်ရောက်တယ်သူနေရာကအရှိမ food court လိုမျိုးလောက်ထားရဲ့ပြီး restaurant လိုမျိုးပေါ့နော်အနောက်မှာတော့သူတို့က bowling area ရှိတယ်bowling area က is really cool သူ့ရဲ့ decoration တွေပြီးလို့ရှိရင် area ပြင်လာတာတော်တော်မိုက်တယ်အရင်တော့ကျိုးနေရဆိုလို့ရှိရင်တို့ဒီဇယ်ကိုပိုးလင်းပြမယ်ဆိုလို့ရှိရင်ဖက်နဲ့တွေပါတိုင်းခိုင်းတယ်ပေါ့နော် seriously တော့ get it but ဒီမှာအဲ့ဒါရေမလို့ဒီဇယ်တို့ပေါ့ပါပဲ chill ပြီးလို့ရှိရင်drink တွေပါတောက်ပေါ့နော်ကိုရီရှင်းက session ကမပြီးသေးတော့ဒီဇယ်တို့ CMO ကအကောင်လုံး drink ဝင်တိုက်တယ် so CMO တိုက်တာဆိုတော့အကောင်လုံးကကြီးကြီးဟာတောက်ကြရပေါ့နော် obviously ဟိဇယ်ကတော့ cocktail တောက်တယ်ပြီးလို့ရှိရင်ဟိစတို့ရေစော့ကြရပေါ့နော်ပြောပပပဲတက်ခဲ့ပါလူရှိရောက်လို့ရှိရင်ဟိစဘိုးလင်းပြတာတော်သလားလူရှိရောက်လို့ရှိရင် scale ကြီးအကုန်ပျောက်ကုန်တာပေါ့နော် anyway is fine ဟိစတို့ပျော်ဖို့ကအဓိကဆိုပြီးပြောကြတယ်ဟိစတို့တင်းနေခွဲထားရအားလုံးထဲမှာတင်း3ခုရှိရတယ်မှာဟိစတို့တင်မှာတော့ဟိစ second ပဲရရပေါ့နော်အဖွဲက3ဝဲတောင်ဆိုတော့ so be second didn't count right dang it ငိုတဲ့ကြီးနဲ့ပြောရင်တော့ it's okay ဒါပေမဲ့that is really okay ဘာလို့ဆိုပြောဖို့အဓိကအကုန်လုံးနဲ့ဒီလိုပြောပဒီကိုညနေခင်းမျိုးမရှိရတာကြာပြီပေါ့နော်ဒီလိုအများနဲ့အိမ်မှာပဲအလုံးလုံးဖြစ်နေရဆိုတော့အခုမှအကုန်လုံးစုံကြတာပေါ့နော် CMO ရော His Head of Department ရောအကုန်လုံးဒီနေ့မှာအကုန်လုံးစုံကြတယ်ပြောဖို့ရန်ကောင်းတယ်ဒီစဲအိမ်ပြန်တာည7နာရီကျော်လောက်ဖြစ်မဲ့ထင်တယ်အဲ့တော့မှပြန်ပြတယ်ဒါမဲ့ကျုပ်ပေါ်မှာလောင်းကလူတွေကအများကြီးရှိတော့မှာပေါ့နော်ဒီစဲ drink ကလွယ်လို့ဘိုက်ထဲမှာစာမရှိရောဒီစဲမျိုးသားကညစာကိုတမ်းမဝယ်ကျွေးတယ်ပေါ့နော်ညစာလုံးဝမလွတ်ခိုင်းဘူး anyway ဒီနေ့ကတော့ရုံးတရက်တနေတာပေါ့နော်ဒီနေ့တော့လောက်ပါပဲဟိစဲနဲ့တူတူဒီနေ့တရက်ကိုလိုက်ခဲ့ပြီးတော့ကြည့်ပြီးတင်ပါတယ်and see you bye bye